Hello အားလုံးပဲမင်္ဂလာပါဒီနေ့ညနေမှာတော့ဖြူဖြူကဝသားဒုတ်ထိုးစားချင်တာနဲ့ဝသားဒုတ်ထိုးစားမယ်ဆိုပြီးတော့ညာစည်းကိုဝင်ဖြစ်တယ်ပေါ့နော်အဲ့တော့ဝသားဒုတ်ထိုးကမစားရတာလဲကြာပြီဆိုတော့ဈေးတွေကဘယ်လောက်ဖြစ်နေပြီလဲဖြူဖြူကမသိတော့ဘူးပေါ့နော်ပြီးတော့ဈေးတွေကလည်းအဆက်ဆက်ရရအားလုံးတက်နေရဆိုတော့လေအဲ့ဒါနဲ့ဖြူဖြူကဝသားဒုတ်ထိုးလေးစားလို့ကောင်းမဲ့ဆိုင်လေးတွေကိုလိုက်ရှာကြည့်လိုက်တယ်လိုက်ရှာကြည့်လိုက်တော့ဒီဆိုင်လေးကိုတွေ့တယ်ပေါ့နော်တွေ့တော့ခါကျတော့ဒီဆိုင်လေးမှာမေးကြည့်လိုက်တဲ့ခါကျတော့တစ်ချောင်းကို200တဲ့အဲ့တော့တစ်ချောင်းဆို200ဆိုတော့မဆိုးသေးဘူးစားပြော်သေးတယ်ပေါ့နော်အဲ့ဒါနဲ့ဖြူဖြူလဲစားမယ်ဆိုပြီးတော့ဝင်စားဖြစ်ပါတယ်ဝသားဒုတ်ထိုးကလေတကယ်တော့အိမ်မှာကိုယ့်ဘာသာကိုလှုပ်ရှားမယ်ဆိုလို့ရှင်တော့တန်တန်ရှင်းရှင်းတက်တက်ရဲ့လဲစားရတယ်ဝါအောင်လဲစားရတယ်ပေါ့နော်ဒါပေမဲ့လဲကိုယ့်အကိုလှုပ်ရတာနည်းနည်းဟိုအစာပလာတွေပါထည့်ရတာကြာတာရောအချိန်တွေရောဆိုတော့လေကိုကမစားဖြစ်တာလဲကြာပြီဆိုတော့အလွယ်ပေါ့နော်ပြင်မှာပဲစားကြည့်လိုက်အောင်မယ်ဆိုပြီးတော့ဓာတ်ကြနေရနဲ့စားချင်လို့ဝင်စားတာပေါ့နော်အဲ့ဒါပြီးတော့ဖြူဖြူကမနက်ကလည်းထမင်းကမစားဖြစ်ဘူးနေ့လယ်စားလည်းမစားဖြစ်ဘူးဆိုတော့ဘိုက်ကလည်းအရန်ဆာနေတာပေါ့နော်အရန်ဆာနေတဲ့ခါကျတော့ထမင်းလိုက်ပါဝယ်ခဲ့တယ်ထမင်းလိုက်ပါဝယ်ပြီးတော့ဒီဝသားဒုတ်ထိုးဆိုင်မှာစားလိုက်တယ်ပေါ့နော်အဲ့တော့ဒီဆိုင်လေးကိုဝင်လိုက်တဲ့အခါမှာဟင်းရည်ကလည်းကောင်းတယ်ပြီးတော့ဒုတ်ထိုးကလည်းအနေအထားကမဆိုးဘူးပေါ့နော်အဲ့ဒါနဲ့ဖြူဖြူကဝင်စားဖြစ်လိုက်တယ်အဲ့တော့ကိုကလေဘိုက်ရမ်းစားနေတော့ထမင်းလိုက်ကောစားတာဆိုတော့ထမင်းလိုက်ကတော့လုံးဝစားလို့ကောင်းတယ်ပေါ့နော်ဝသားဒုတ်ထိုးကလည်းသူ့ရတာနဲ့သူကောင်းပါတယ်ထိမိပါတယ်ဒါပေမဲ့ဖြူဖြူကထမင်းလိုက်ကောစားလို့လားတော့မသိဘူးပေါ့နော်ထင်းတလောက်ကြီးကိုကအရန်ကြီးစားအချင်နေပေမဲ့ထင်းတလောက်ကြီးမစားနိုင်ခဲ့ဘူးပေါ့နော်အဲ့တော့ထမင်းလိတ်ကြောင်မဲ့ကိုကဝါသွားတာလားဘာလားတော့မပြောတတ်ဘူးနည်းနည်းဝတ်သားတို့ထိုးစားရတာဤသွားတယ်ခရွင်းမှာပေါ့ခရွင်းမှာထိထိမိမိမတွေ့လိုက်ဘူးပေါ့နော်အဲ့တော့ဖြူဖြူကကိုစားနိုင်တလောက်စားခဲ့တာရှင်းလိုက်ရတာဘယ်လောက်ရှင်းခဲ့ရလဲဆိုတော့တစ်ချောင်းကို200ဆိုတော့ဖြူဖြူ9800ပေါ့နော်ဖြူဖြူရေလိုက်တာ9800ဒါပေမဲ့လဲဈေးတွေကကြတော့သူကအချောင်း40တဲ့အချောင်း40ဆိုတော့8000ပေးခဲ့ရတာပေါ့နော်သူက1000တန်ပေးလိုက်တာ2000ပဲအန်းတယ်လေအဲ့တော့ဖြူဖြူကလေတစ်ခါတလေကြလို့ရှင်ကိုကလေဒီကိုကပတ်စံပေးပြီးတော့စားရတယ်ဆိုလို့ရှင်ပေးရတဲ့ဈေးနဲ့ပေါ့နော်ကိုရတဲ့ quality ကိုကြိုက်တယ်ဒါပေမဲ့လည်းမှန်မှန်ကန်ကန်လောက်တာပဲဖြူဖြူကကြိုက်တဲ့အမျိုးအစားပေါ့နော်အဲ့တော့အဲ့လိုမျိုးပေါ့နော်ဈေးတွေကိုကြည့်ရတာလေလူကိုအကဲတစ်ခတ်ခံနေပေါ့နော်သူ့ပုံစံကြည့်ရတာဖြူဖြူကလေအဲ့လိုမျိုးဆိုင်နေမှာဈေးဝယ်ပြီဆိုလို့ရှင်မယိုးသားတာတို့အဲ့လိုမျိုးကိုပို့ပြီးတော့ဗတ်လိုက်တာတို့ဆိုလို့ရှင်ဖြူဖြူအဲ့ဆိုင်ကိုနောက်ဘယ်တော့မှမသွားတော့ဘူးပတ်စံ200လေးဆိုပေမဲ့ပေါ့နော်အဲ့လိုမျိုးလောက်တာကိုဖြူဖြူကမကြိုက်တာပါဘိုင်ဘိုင်အားလုံး